္ဂလာပါရှင်ဒီတစ်ပတ် honest review ရဲ့ဖြောပြရေးကဏ္ဍတွေကဂျန်တာအစီအစဉ်မှာတော့မဟာရုပ်သံလိုင်းကနေထုတ်လွှင့်ပြသခဲ့တဲ့လောင်ရုပ်ရှင်ဇာတ်လမ်းတွေကဇဝင်ခန်းတချို့ကိုဂျန်တာရှုထောင့်ကနေသုံးသပ် review လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဒီဇာတ်ကားထဲမှာဆိုရင်ဒီဇဝင်ခန်းတစ်ခုမှာပေါ့နော်ရောက်ခမဖြစ်သူကချွေးမဖြစ်သူကိုအဝတ်အစားတွေကိုမိမှုတိုက်ခိုင်းနေတဲ့ဇဝင်ခန်းပဲဖြစ်ပါတယ်ကဲလားသမီးယောက်ျားကိုစောင်းရင်းနဲ့ရှော်ထားတဲ့ဥတွေ6လို့မြေရုပ်ခဲ့ပြီသမီးမိမှုတိုက်လိုက်ရှင်အော်စကားကိုနှစ်ခါတအားပြောရတာပဲချွတ်မြင့်တော့စကားများများပြောရတော့မောလို့မပြောချင်ပါဘူးဆိုနေမှကဲဒီမှာတိုက်ဥတွေမိမှုတိုက်မိမိတို့ကမိသားစုတွေဖြစ်သွားပြီဆိုတော့အိမ်လုပ်တွေတူတူလုပ်ရမှာပဲမိမိအသက်ကြီးပြီဆိုတော့တိတ်မလုံးနိုင်တော့ဘူးငါသမီးကိုလည်းအားကိုးရမှာဟုတ်ပါမယ်မေညေကဒီတရားလုံးတိုက်ရမှာလားဟုတ်တယ်လေအဲ့ဒါညီယောက်ျားဝတ်တွေကြီးပဲမိမိအိမ်ညတစ်ထည်နှစ်ထည်ပဲပါတာခဏနေမှမိမိခေါင်းဝင်နေထမိန်နေတိုက်ဖို့အတွက်ကိုမြို့ကိုတက်တက်တစ်ခုယူပေးမယ်ဟုတ်ပါမယ်မှတ်ထားနော်မိမိသားဖုံးနဲ့ကန်နဲ့သူ့ဝတ်တွေကိုရှော်တာပဲဖြစ်ဖြစ်မိကိုတိုက်တာပဲဖြစ်ဖြစ်တက်တက်စီခွဲလုံးနော်အခုသမီးကသူ့မိမဖြစ်သွားပြီဆိုတော့ဆိုင်းလေးရဲ့တာဝန်တွေကိုသမီးလောက်ရမှာမို့မိမိကပြပြထားတာမိမိတို့အိမ်ရဲ့စီးပွားရေးကိုဥဆောင်ပြီးလုပ်နေတဲ့အိမ်တော်ဦးစီးဆိုတော့တေချာကျူးဆက်ရမှာပဲလေဟုတ်တယ်မလားဟုတ်ပါဒီဇဝင်ခန်းထဲမှာဆိုရင်တားဖြစ်တဲ့သူကဖုံးကန်ရှိတဲ့အတွက်သူ့ရဲ့အဝတ်အစားတွေကိုရှော်တာပဲဖြစ်ဖြစ်မိဖို့တိုက်တာပဲဖြစ်ဖြစ်တီးတန့်လုပ်ပေးဖို့အတွက်ချွေးမကိုရောက်ခမဆူဆုံးမနေတဲ့ဇဝင်ခန်းဖြစ်ပါတယ်ဒီရောက်ခမဖြစ်သူကလည်းသူ့ရဲ့အဝတ်တွေဒီဂါဝန်တွေထမိန်တွေကိုတိုက်ဖို့အတွက်တီးတန့်မိဖို့တခုယူပေးမယ်လို့ချွေးမဖြစ်သူကိုပြောပါတယ်တားဖြစ်သူကအိမ်ရဲ့စီးပွားရေးတွေကိုဥဆောင်နေတဲ့သူဖြစ်တာကြောင့်တေချာဂရုစိုက်ပေးဖို့ကိုလည်းပြောတဲ့ဇဝင်ခန်းဖြစ်ပါတယ်မိသားစုတစ်ခုမှဆိုရင်လည်းအိမ်ရဲ့စီးပွားရေးကိုအဓိကဦးဆောင်နေတဲ့အိမ်တော်ဦးစီးဖြစ်တဲ့အမျိုးသားကိုဂရုစိုက်ရမယ်အလုပ်ကျွေးပြုရမယ်ဆိုတဲ့စဉ်းစားချက်တွေကိုမိမောင်းထုတ်ပြထားပါတယ်မိသားစုတစ်ခုမှဆိုရင်စီးပွားရှာတဲ့ခင်ပွန်းနဲ့မိသားစုအရေးကိုစီမံတဲ့ဇနီးမှာဆိုရင်တာဝန်ခွဲယူတာချင်းတူရင်တော့မှပင်ပန်းတာချင်းတူရင်တော့မှဝင်ငွေရှာတဲ့အမျိုးသားကိုပဲပို့ပြီးတော့ဦးစားပေးရမယ်ဆိုတဲ့အချက်ကဖိုဝါဒကိုအယောင်တင်ထားတဲ့စဉ်းစားတွေးခေါ်မှုသာဖြစ်ပါတယ်အဲ့ဒါအပြင်ဒီဇဝင်ခန်းထဲမှာပြောဆိုသုံးနှုံသွားတဲ့တားဖြစ်သူကဖုံးကန်ရှိလို့ဆိုတဲ့ဒီအသုံးနှုံကလည်းအမျိုးသားဖြစ်တည်မှုနဲ့ဖုံးကန်ရှိရဲဆိုတဲ့ရှေးရိုးဆွဲအယူအဆတွေကိုလက်ဆင့်ကမ်းတည်ဆောင်လာရုံသာမကဘဲနဲ့နောက်မျိုးဆက်ချွေးမတွေကိုလည်းလက်ဆင့်ကမ်းနေပါသေးတယ်။မျိုးတော်လှန်ရေးမှာဆိုရင်စစ်အာဏာရှင်စနစ်နဲ့အတူတူအတွေးခေါ်တော်လှန်ရေးကိုပါတပါးတည်းဆင်နွှဲနေကြတာဖြစ်ပါတယ်။စစ်အာဏာရှင်စနစ်ကိုတော်လှန်တဲ့နေရာမှာလည်းနေရာအသီးသီးမှာပါဝင်ခဲ့တဲ့ကျမတို့အမျိုးသမီးတွေရဲ့စွမ်းအားတွေကိုမြင်တွေ့ခဲ့ကြပြီးဖြစ်ပါတယ်။မြမသမိုင်းမှာတစ်ခါမှမရှိခဲ့ဘူးတဲ့အမျိုးသမီးဝတ်ထမိန်တွေကလည်းတပိတ်တက်ဦးမှာအလံအဖြစ်နေရာယူခဲ့ပြီးဖြစ်ပါတယ်။ဒီကာလမှာဒီလိုအနေအထားဒီလိုအခြေအနေတွေရှိလာတာတော့မှရိုက်ကူးထုတ်လွှင့်လာတဲ့ဇလန်းတွဲတွေထဲမှာအမျိုးသမီးတွေကိုတဆင့်နေတယ်လို့ခံယူထားတဲ့သဘောတွေအမျိုးသမီးတွေကဖုံးကန်နေတယ်ဆိုတဲ့အယူအဆတွေကိုပုံဖော်ရိုက်ကူးနေတာတွေကိုဆင်ခြင်သင့်ပါပြီ။အမျိုးသမီးတွေကိုခွဲခြားဆက်ဆံတာတွေဖိုဝါဒကိုအတွန့်ရှည်စေတဲ့ဇဝင်ခန်းတွေအပြောအဆိုအသုံးနှုန်းတွေကခေတ်အဆက်ဆက်မှာလက်ဆင့်ကမ်းခဲ့တဲ့မှားယွင်းနေတဲ့ရှေးရိုးဆွဲအယူဝါဒတွေကိုခြေဖြတ်တဲ့နေရာမှာအဟန့်တားတွေဖြစ်စေပါတယ်။အဲဒါကြောင့်ဒီလိုလူအဖွဲ့အစည်းကိုပြုပြင်ပြောင်းလဲတဲ့နေရာမှာအထောက်အပံ့မဖြစ်တဲ့အတွေးခေါ်အယူအဆတွေပါဝင်တဲ့ရုပ်ရှင်ဇာတ်ကားတွေကိုပရိသတ်တွေသတိပြုနိုင်ဖို့တင်ဆက်လိုက်ရပါတယ်ရှင်။